ဝင်ရှိနေတယ်ပဲဖိုင်ဂျင်းဘယ်နဲ့လာမွေးကနေနေငယ်ကလေးဆက်လာထမမိုးပါမွေးကနေနေပြီအခုကဖိုင်ဂျင်းနဲ့တော့ကြားအဆုံးကဘယ်တော့စောက်ကြပါလဲတလားရှိပါအခုကျတော့အထုပ်ဘိုးနေဆိုတော့ဘယ်လိုဖြစ်လာအထုပ်ဘိုးနေတော့မနေရလည်းအထုပ်ကြီးဒါကြတော့မနက်ကဟိုဒီမှာဖွားသွင်းရဲ့အတော်လေးဒီတော့မီးလေးကိုဖြစ်ပြီးလေအားပါယူနာအမသွားယူရတာဒီကောင်မှမရှိလားဒီကောင်မှမရှိဘူးကျွန်တော်လည်းကတ်နေရလားကျွန်တော်အခုအတော်တွေကမောင်းချလိုက်တာလက်မခံတော့အမျိုးမရှိဘူးလားဘယ်မှမရှိဘူးလားလက်မခံဘူးလားလက်မခံဘူးလက်ခံတင်တယ်ယူလို့လားပေါ့ဘယ်လိုဖြစ်လို့လက်မခံကြအဲ့ဒါကြမလီကခုကျတော့ခုံကူကမဲ့တယ်ပေါ့နေကြအိမ်လည်းမရှိဘူးပေါ့မလီကရိုဟင်ဂျာကိုယူလိုက်ပြီလို့ဟိုပါပေါ့မလီရဲ့ဆွေမျိုးတွေမောင်နှမတွေကတယောက်မှမလီကိုလက်မခံကြဘူးအဲ့ခါကျရင်မလေးကအခုဘယ်လိုဆက်လုပ်မယ်စိတ်ကူးလဲအိမ်ကလည်းနေစရာနေရာလည်းမရှိဘူးစားစရာလည်းစားစရာလည်းဘယ်လိုလုပ်လဲမလေးခုအဲ့ဒီလေးကတကတည်းကနားတော့ဖြစ်တော့ပြလာတခါလေးစားဖို့ကြတော့ဒီကကျွေးဒီလိုကျွေးဒီကားလေးဖြတ်သွားတဲ့ကားသမားလေးတွေကျွေးကြတာပေါ့နော်နေစရာကြတော့ဒီစရလေးတွေကမလေးနေနေရမချဘူးလားတယောက်တည်းနေတော့တော့ညဘက်ဆိုတော့ဒီပြောဟုတ်တော့မင်းကလေးပဲနော်ကြောက်တာပေါ့နော်ကိုကနေစရာမှနေရာမှမရှိတာ哦နော်ကိုကညီမလေးကရှေ့လျှောက်ကိုဆွေမျိုးရဲ့လက်မခံတော့ဘူးဆိုတဲ့ခါကျဘာတွေဆက်လုပ်မယ်စိတ်ကူးထားလဲဘယ်လိုဖြစ်ချင်လဲမွေးရလဲမွေးကန်ဒီဖွားကန်ဒီဖြစ်နေပြီဟုတ်ဟိုဒီကလေးမွေးပြီးပေါ့ဒီဟိုတိချာပြည့်နေကိုအလုပ်လုပ်ပါလေရအလုပ်လုပ်ပါလေလုပ်ဒီလိုရစရာဒီကလေးတော့မွေးချင်တယ်ကလေးကိုမွေးစားမဲ့စိတ်ပြေမဲ့လူတွေရှိရင်ရောမပေးနိုင်နော်အဲ့ကောင်းပြောမယ်ဆိုရင်ကိုစီဘက်လည်းဒီကိုချစ်လို့ယူထားတဲ့ယောက်ျားရဲ့ကလေးကိုတော့လူလောကကြီးကိုကြောင်းခေါ်ပြီးတော့သူများတော့မပေးနိုင်ဘူးဒီအလုပ်တွေရလဲလုပ်ချင်တယ်နော်အတိုင်းပညာကြဘယ်တဲ့စောင်းတဲ့မနေရသုံးနံပါတ်နေရနော်ဟုတ်တယ်မနေရလားငါလေးစားတိကြတော့ကိုကလေးကိုကလေးမှာမွေးတာအခုကိုကလေးကြလဲသိဆွေပြီးတော့နော်နေရထိုင်ရတယ်ကိုကလေးမှာမွေးတယ်အိမ်တော်ကြားတော့ကြဘယ်မှာနေကြလဲအိမ်တော်ကြားမလေးရှားမှာကြာမလေးရှားမှာကလည်းပြန်လာတာလားခုကထဲမှာနေရတာဘယ်လောက်ကြာပါလဲမလေးရှားမှာ20ကျော်ပါပြီမလေးရှားမှာရောက်တော့ယူတယ်ယောက်ျားဆုံးသွားတယ်မောင်းချိုက်တဲ့ခါကျတော့ဒီလိုပဲခြေဦးတည်းကရှောက်သွားတာရက်20ကျော်သွားပြီရက်20ကျော်20ဆိုတဲ့ရက်ကမလဲဘူးနော်အခုတွေ့တာဘယ်တလုံးနဲ့နိုင်မှုမှာတွေ့တာတော့တွေ့ရပေါ့ဒါမဲ့ဒီမှာအဆက်အသွယ်လုံးမရဘူးဘယ်သူကကိုကြီးတောင်းခိုင်းတာလဲအခုဘယ်သူကနေပြီးတော့မလေးကိုပေးဆက်သွယ်တယ်ကျေရတာရှင်ပြူဗျာလောကကြီးမှာအကောင့်လေးတွေ့ပါလေတော်တော်ဖုန်းလေးရှိလို့နော်ဖုန်းလေးတော့ပါတာပေါ့အခုဆိုရင်ဖုန်းတစ်လုံးပါမယ်အခုကျတော့ဆောင်းလေးတွေနော်ဆောင်းလေးတွေရယ်ဒါရက်ကွက်လူကြီးရက်ကွက်လူကြီးကပြီးပါကောင်းလိုက်တာနော်ဒါလေးကဒါရက်ကွက်လူကြီးဒါလည်းရက်ကွက်လူကြီးပေးထားတာဟုတ်လဲရက်ကွက်လူကြီးပဲပုံနဲ့ဒါပုံရကြဆရာလေးဆရာလေးဒီလားရှင်ဆရာလေးကလည်းရှာနဲ့ပုံလေးတွေပေးထားတယ်အချိန်မကောင်းတယ်ဒီမှာလည်းရတဲ့ချက်စရာဦးတော့မရှိဘူးနုနုထွေးနေရမယ့်အချိန်ကိုဂိူးဆိုင်မယ့်အချိန်မှာဘယ်လိုပြောမလဲနေစရာအိမ်တော်မရှိစရက်မှနေရတယ်ဆိုတော့နော်မျိုးတွေကလည်းလုံးဝလက်မခံနော်အဲ့မှာလေတခြားအကြောင်းအရာလည်းမပြောတော့ပါဘူးတခြားအကြောင်းအရာလည်းပြောရင်လည်းမကောင်းကြတော့နော်တကယ်တော့အခုကျတော့ညီမလေးရတကယ်လို့များငွေရှိရင်ဘာဆက်လုပ်ချင်လဲစိတ်ကူကအဲ့ဒီမူပြီးရင်တော့လောက်လို့ပါပို့ပို့ပါ
อืม မရှိတော့တော့ပုံရရပါတယ်ဒီကတော့ရပါတယ်ရောက်တယ် ဒီကေထုတ်တွေပါတရားကိုဝင်ရခုက မူတယ်နေ ဝေကန်နေပြီခက်တာပဲနော်ဟုတ်ပြီဘလောဆယ်ကအကူမတည်တဲ့အနေနဲ့လူသွားပေးလိုက်မယ်အကူကလည်းနာမည်ဒါနည်းနည်းရတာလူငွေရမရှိဘူးပြန်ပြီးရလေအကူကညီမလေးကတော့ဒုက္ခရောက်တာတော့မှန်တယ်အကူကဖုန်းထဲကနေအတန်ကိုနားထောင်ကြည့်တာနဲ့တိတာတယ်တကယ်ဒုက္ခရောက်တာမှန်တယ်ကို့မှလည်းလူရပတ်စံဆိုတာမရှိဘူးမရှိတဲ့ခါကျတော့အကူကခင်မင်းရင်းနေတဲ့မိတ်ဆွေတွေလှမ်းပြောတဲ့ခါကျတော့သူကလူဝေးပါတယ်နော် ဒီကိုမှမရှိပြီမဲ့လက်တောင်းပေးတယ်အလူငွေလိုက်ရှာပေးတယ်ဆိုတာတကယ်စစ်ထကောင်းတဲ့လူတယောက်ဖြစ်တယ်နော်လေးစားတယ်ဒီမှာလေးလောလောဆယ်ဒီမှာပဲခဏလည်းနေဦးပေါ့ဒီလိုကအလို့ရှင်နေရှိရင်လည်းကိုထပ်ပြီးတော့လာလူပေးပါနော် ထပ်ပြီးတော့လူနိုင်ပါဘူးနော် သင်ပြပါဒီမှာလေးနော် ကျေးဇူးလည်းပြုပါလေဘူးညမတက်ဘူး ဩ တနရှင်နော် အဲ့ဒါကြဒီမှာလေးက တင်းရ အခုကျတော့ခုကူကမဲ့တယ်ပေါ့ကျေးဇူးတင်ရှိ ဟိုဒီလိုတော့တော့ဒီလိုဝန်တာပြီးတော့ဝန်တာမြေချင် ဘာဖြစ်လို့ မာလေးမာ ကဲဒီလောက်နဲ့နားမယ်နော်ဒီလောက်နဲ့နားမယ်ဆိုတော့ဟိုအားလုံးကိုကြည့်ဦးတင်တယ်နော်